အားလုံးပဲမင်္ဂလာပါရှင် Resilient Page ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Textbook English နဲ့ Real Life English ရဲ့အဓိကကွာခြားချက်လေးတွေကိုပြောပြသွားမှာပဲဖြစ်ပါတယ်ရှင် Textbook ထဲမှာတော့တယောက်နဲ့တယောက်တွေ့တဲ့အခါမှာ How are you So I'm fine thank you so ဒါလိုမျိုးနဲ့ conversation စတာကိုတွေ့ရလိမ့်ရှိပါတယ်တကယ် real life မှာတော့ how's it going so တစ်ဖက်ကနေပြီးတော့မှ not bad youဆိုအခြေအနေဘယ်လိုလဲလို့မေးတဲ့အခါမှာမစိုးပါဘူးမင်းရောဒါမျိုးကပို့ပြီးတော့မှ real life မှာသုံးတာကိုတွေ့ရပါတယ်ရှင်ဒါဆိုရင်နောက်ထပ်စကားလုံးလေးကိုကြည့်ကြည့်အောင်နော်နောက်ထပ်စာကြောင်းလေးကတော့ကိုကနားမလည်ဘူးလို့ပြောတဲ့အခါမှာဆိုရင် I don't understand what you are saying ဆိုဒါဆိုရင်တော့textbook ထဲမှာငါမင်းပြောတာကိုနားမလည်ဘူးဆိုပြီးတော့မှပြောကြတယ်ပေါ့နော်တကယ်တော့ real life မှာဆိုရင်တော့ I don't get it ငါသဘောမပေါက်ဘူး I don't get it ဒီလိုမျိုးလေးပြောလို့ရပါတယ်ဒါဆိုရင်နောက်ထပ်စာကြောင်းလေးကိုကြည့်ကြည့်အောင်နော်နောက်ထပ်စာကြောင်းလေးကတော့ကိုအလုံးများနေတယ်လို့ပြောချင်တဲ့အခါမှာစာအုပ်ထဲမှာဆိုရင်တော့ I'm very busy at the moment ငါအခုအလုပ်အများများနေတယ်လို့ပြောကြတယ်ပေါ့နော်တကယ်တော့ real life မှာတော့ my hands are full ငါလက်မလည်အောင်ဖြစ်နေတယ် my hands are full ဒီလိုမျိုးလေးပြောလို့ရပါတယ်ဒါဆိုရင်နောက်ထပ်စာကြောင်းလေးကိုကြည့်ကြည့်အောင်နော်နောက်ထပ်စာကြောင်းလေးကတော့တစုံတစ်ယောက်ကိုကနေပြီးတော့မှသဘောတူတယ်လို့ပြောတဲ့အခါမှာဆိုရင် textbook ထဲမှာတော့ I agree with you ငါမင်းကိုသဘောတူတယ်တကယ်နေ့စဉ်လက်တွေ့ဘဝမှာတော့ exactly အမှန်ပဲဒီလိုမျိုးပြောလိုက်တာနဲ့ကိုကသူများတကာကိုagree ဖြစ်တယ်ဆိုတာသူများတကာကိုသဘောတူတယ်ဆိုတာကိုအလိုလိုသဘောပေါက်ပြီးသားဖြစ်ပါတယ် exactly ဒါဆိုရင်တော့နေ့စဉ်ဘဝမှာစာအုပ်ထဲအတိုင်းမဟုတ်ဘဲနဲ့တကယ် real life English လေးတွေကိုသိသွားမယ်လို့ယုံကြည်ပါတယ်ရှင် So thank you so much for your attention. See you in next video. By the way, don't forget to like and share the page.